ဒီကြောင်မလေးကသူ့ရဲ့သားသမီးတွေကိုတွင်းထဲမှာပိတ်ထားခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူမကပထမဆုံးအချိန်မိခင်ဘဝကိုရောက်ရှိခဲ့ပြီးကလေးနှစ်ကောင်မွေးဖွားခဲ့လို့ပါ။သူ့ရဲ့ပျော်ရွှင်မှုကအတိုင်းအစာမရှိပါဘူး။အခုတော့ဒီကလေးနှစ်ကောင်ကဗိုက်စာလုံးလုံးငိုနေကြပါတယ်။အဲ့ဒါကြောင့်ကြောင်မလေးကကလေးတွေကိုတွင်းထဲမှာပိတ်ထားခဲ့ပြီးအစာရှာဖို့ထွက်လာခဲ့ပါတယ်။ဈေးထဲမှာပေါင်းမှုတစ်လုံးပြုတ်ကျနေရကိုသူတွေးသွားပါတယ်။ချက်ချင်းပဲအဲ့ဒီပေါင်းမှုကိုဖားဆန်နဲ့ကြိုက်ချီလိုက်ပါတယ်။သူပြန်ဖို့လုံနေတော့မှပဲလေလွင့်ခွေးတကောင်ပြေးလာပြီးသူ့ကိုတိုက်ခိုက်ပါတော့တယ်။ကြောင်မလေးကခွေးကိုပြန်ခုခံနိုင်ဖေအသေးအတန်ထွက်ပြေးလို့မြောက်ခဲ့ရပါတယ်။ဒါရသွားတဲ့ဒီကြောင်မလေးကဈေးလေးကိုတစ်ခေါက်ထက်လာခဲ့ပြန်ပါတယ်။အဲ့ဒီချိန်မှာလမ်းဘေးမှာပြုတ်ကျနေတယ်။ဂျုံပြားကြောက်တစ်ခုကိုသူတွေးသွားပါတယ်။ကြောင်မလေးကအဲ့ဒီဂျုံပြားကိုကြိုက်ချီပြီးသူ့သားသမီးတွေစီအမြန်ဆုံးပြေးသွားခဲ့ပါတယ်။မိခင်ကဗိုက်စာနေပေးမဲ့လေရရှိလာတဲ့အစာကိုသူ့ကလေးတွေကိုပဲကျွေးခဲ့ပါတယ်။ကလေးတွေကသူတို့အမေရဲ့တိုင်ဟာတွေကိုကြည့်ပြီးငိုကြွေးနေကြပါတယ်။ဒီလိုမေတ္တာကြီးမားတဲ့မိခင်အတွက်ဗီဒီယိုကိုအသေးပေးခဲ့ကြပါဦး။